ဧကရစ်ရဲ့အမိန့်တော်အရမျိုးစောင့်တိုက်ပွဲမှာအမှုထမ်းခဲ့တဲ့စစ်သားတွေဟာသူတို့ရဲ့စစ်မှုထမ်းအကျိုးဆောင်မှုအလိုက်ဒီမိန်းကလေးတွေကိုဇနီးအဖြစ်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။တကယ်လို့ဘသူရဲ့ရွေးချယ်ခြင်းမှာမခံရတဲ့မိန်းကလေးတွေကတော့စစ်စခန်းရဲ့နောက်တန်းအထွေထွေအလုပ်ကျန်းနေရာစီအပို့ခံရမှာဖြစ်ပြီးအဲ့ဒီနေရာကတော့လွတ်မြောက်ဖို့လမ်းမရှိတဲ့ငရဲကန်းတစ်ခုလိုဆင်းရဲလုံးတဲ့နေရာပဲဖြစ်ပါတယ်။အဲ့ဒီမိန်းကလေးတွေကြားထဲမှာတော့ပန်းရောင်ဝစ်စုံနဲ့စုဟဲဆိုတဲ့မိန်းကလေးတစ်ယောက်ရှိနေပါတယ်။တကယ်တော့မူလခန္ဓာကိုယ်ပိုင်ရှင်အိမ်ဖော်မလေးဟာလန်ခီတစ်လျှောက်ပင်ပန်းဆင်းရဲလုံးလို့အဖျားတက်ပြီးတေဆုံးသွားခဲ့တာပါ။ဒါပေမဲ့ကဘာပြက်ကတ်ကနေကူးပြောင်းလာတဲ့ဆွမ်းအားရှင်မိန်းကလေးတစ်ယောက်ရဲ့ဝိညာဉ်ကဒီခန္ဓာကိုယ်ထဲကိုရောက်ရှိသွားပြီးဘဝတစ်ခုအနေနဲ့ဒုတိယအကြိမ်ပြန်လည်နိုးထလာခဲ့တာဖြစ်ပါတယ်။သူမဟာကဘာပြက်ကတ်ထဲမှာနှစ်ပေါင်းများစွာရုန်းကန်ခဲ့ရသူမှုအခြေအနေကိုချက်ချင်းသဘောပေါက်သွားပါတယ်။စစ်သားတွေကိုစစ်မှုထမ်းအကျိုးဆောင်မှုအလိုက်အလှည့်ကျရွေးချယ်ခွင့်ပေးတဲ့အခါစုဟဲရဲ့ပြိုင်ဘက်ဖြစ်တဲ့စုလန်ဇိုဝမ်ကရှေ့ဆုံးကထွက်လာပါတယ်။သူမကငါစုလန်ကတော့အမြဲတမ်းအကောင်းဆုံးအမျိုးသားနဲ့ပဲထိုက်တန်တယ်လို့တွေးပြီးရုပ်ရည်ချုံမောကယာတုတက်ဖို့အလားအလာရှိဆုံးစစ်ပိုရှန်ဖုံးကိုဦးအောင်ရွေးချယ်လိုက်ပါတယ်။စုလန်ကသူမဟာဝင်ကြီးချုပ်အိမ်တော်ကအဆင့်မြင့်အိမ်ဖော်ဖြစ်ပြီးတခြားသူတွေထက်အမြဲတာလွန်ရမယ်လို့ဝါကြွားချင်နေတာပါ။ဒါပေမဲ့ကဘာပြက်ကတ်ကလာတဲ့စုဟဲကတော့ရုပ်ရည်အလှပကိုမကြည့်ပါဘူး။ကဘာပြက်ကတ်ကသူမကိုတင်ပေးခဲ့တဲ့သင်ခန်းစာကတော့ရှင်တန်ချင်းဟာကိုယ့်ရဲ့တန်မာမှုနဲ့ခံနိုင်ရည်ပေါ်မှာပဲမူတည်တယ်ထားဆိုတာပါပဲ။သူမဟာစစ်သားတွေကလက်မောင်းမှာဒဏ်ရာအဟောင်းတွေရှိနေပေမဲ့ခြေလမ်းတွေကတည်ငြိမ်ပြီးခံနိုင်ရည်အရှိဆုံးပြန်လည်နာလန်ထူနိုင်စွမ်းအကောင်းဆုံးဖြစ်တဲ့စစ်ပိုရှောင်းချင်းကိုချက်ချင်းပဲမျက်စိကျသွားပါတော့တယ်။တခြားမိန်းကလေးတွေကငိုယိုပြီးညှိတွားနေချိန်မှာစုဟဲကတော့မဆိုင်မတွားပဲလူအုပ်ထဲကနေရဲရဲဝံ့ဝံ့ရှိထွက်လာပါတယ်။သူမကရှောင်းချင်းကိုကြည့်ပြီးကျမရှင်းစီကရိတ်ခါတွေကိုဖြုံးတီးမှမဟုတ်ဘူးလဲလဲစိုက်တက်တယ်ချက်လဲချက်တက်တယ်ကိုခြေထောက်ပေါ်ကိုရက်တီနိုင်တယ်လို့ပြတ်သားစွာပြောလိုက်ပါတယ်။ဒီလိုရဲရင်ပြီးတိုက်ရိုက်ဆန်တဲ့စကားကြောင့်စစ်ဗိုလ်ချုပ်တွေကသဘောကျပြီးရေမောကရှောင်းချင်းကိုအိမ်ခေါ်သွားဖို့အမိန့်ပေးလိုက်ပါတော့တယ်။ရှောင်းချင်းနောက်ကိုလိုက်ပြီးအိမ်ကိုရောက်လာတဲ့အခါမှာတော့အိမ်ကတကယ်ကိုဆင်းရဲလုံးတာကိုစုဟဲတွေ့လိုက်ရပါတယ်။အိမ်မှာစားစရာဆိုလို့လုံးဝမကြောပြီးနှက်မှောင်နေတဲ့ဂျုံမုတ်ကျန်းလေးတွေပဲရှိပါတယ်။စုလန်ကတော့စုဟဲကိုကြည့်ပြီးဖသူမကတော့ဆင်းရဲတဲ့အိမ်ကိုရောက်သွားပြီးငါကတော့ဗိုလ်ချုပ်ကတော့ဖြစ်တော့မယ်ပဲဆိုပြီးအထင်သေးနေခဲ့ပါတယ်။ဒါပေမဲ့စုဟဲကတော့ကဘာပြက်ကတ်မှာမှုတ်တက်နေတဲ့အစားအစာတွေကိုတောင်စားခဲ့ရသူမို့ဒီဂျုံမုတ်ကျန်းကသူမအတွက်တော့ကောင်းကင်ဘုံကအစားအစာလိုပါပဲ။ရှောင်းကျိတ်ရဲ့မိခင်ဝန်ကွေးလန်ဟာစုဟဲအိမ်ရောက်လာခြင်းမှာအပြောဆိုကြမ်းတမ်းပြီးစူပူနေခဲ့ပေမဲ့စုဟဲမှာလဲလဲဝစ်စင်ဖို့အဝတ်စားမရှိတာကိုမြင်တာနဲ့မနေနိုင်ပဲသူမငယ်ငယ်ကအမျက်တနိုးတင်ထားတဲ့အဝတ်စားတွေကိုစိတ်မရှိဟန်နဲ့ထုတ်ပေးပါတယ်။သူမကကြမ်းတမ်းတယ်လို့ရှိပေမဲ့စိတ်တဘောထားအလွန်နှွေးထွေးပြီးအကာအကွယ်ပေးတတ်သူမှန်စုဟဲချက်ချင်းသိလိုက်ပါတယ်။အိမ်မှာအလကားထိုင်မနေခြင်းနဲ့စုဟဲဟာညီမလေးအာရွဲနဲ့အတူတောင်ပေါ်ကိုထွက်လာခဲ့ပါတယ်။ဒီနေရာမှာပဲသူမရဲ့လှုပ်ဝက်ချက်ထွက်ပေါ်လာပါတယ်။သူမမှာကဘာပြက်ကတ်ကပါလာတဲ့အပင်တွေကိုထိန်းချုပ်နိုင်ပြီးအာယုံခံနိုင်တဲ့တစ်သားတဲ့အထူးစွမ်းအားရှိနေတာပါ။အခုအခါစွမ်းအားကအရင်ကထက်အားနည်းသွားပေမဲ့ဘယ်နေရာမှာတန်ဖိုးရှိတဲ့အပင်တွေရှိလဲဆိုတာကိုတော့သူမမျက်စိနဲ့မြင်တယ်လို့အာယုံခံနိုင်စွမ်းရှိနေစေဖြစ်ပါတယ်။ရွာသားတွေအားလုံးရှာဖွေပြီးသားမို့ဘာမှမရှိတော့ဘူးလို့ထင်ရတဲ့တောင်ပတ်လည်မှာစုဟဲကစွမ်းအားကိုတုံးပြီးကြောက်ဆောင်ခဲကြကလှုပ်ဝက်နေရတွေကိုရှာဖွေလိုက်ပါတယ်။အဲ့ဒီမှာပဲတခြားသူတွေမမြင်နိုင်တဲ့တန်ဖိုးကြီးတောဟင်းသီးဟင်းရွက်တွေနဲ့နေဆက်ဒေတာဆေးဆိုင်တွေကအလွန်လိုရှိနေတဲ့တန်ဖိုးကြီးဆေးမြစ်တွေကိုအများကြီးရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ချင်းတောင်းနှလုံးအပြည့်နဲ့နှုတ်ဖက်နေတဲ့တောဟင်းသီးဟင်းရွက်တွေကိုတဲပြီးရွာထဲပြန်ဝင်လာတဲ့စုဟဲတို့ကိုမြင်တော့ရွာသားတွေအားလုံးမျက်လုံးပြူးသွားကြပါတယ်။ဒီတောင်ပတ်လေကိုငါတို့ရှာတာနှက်နေပြီးဒီမိန်းကလေးအစ်စ်ကဘလို့လောက်တာတွေအများကြီးရှာရတာလဲကံကောင်းလိုက်တာဆိုပြီးရွာသားတွေကြားထဲမှာစုဟဲရဲ့တည်င်းကချက်ချင်းပြန့်နှံ့သွားပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါစုဟဲကဆေးမြစ်တွေကိုချက်ချင်းမယောင်းသေးပဲချမ်းနောက်ဖေးမြေကွက်လုံးမှာပြန်ဆိုင်ပါတယ်။ပြီးတော့သူမရဲ့တစ်သားတက်ဆွမ်းအားကိုတုံးပြီးအပင်တွေကိုအာဟာရကျွေးလိုက်တဲ့အခါဆေးမြစ်တွေရဲ့အမြင့်စနစ်ကပုံမခိုင်မာလာပြီးအရေးသွေးမြင့်တံမိုးကြီးဆေးမြစ်အဆင့်ကိုချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။ဒီမြေရိုင်းမှာစုဟဲရှိနေတဲ့၍ဘာမဆိုစိုက်ပျိုးလို့ရနိုင်ပြီဖြစ်ပါတယ်။စုဟဲကသူမရဲ့အရေးချင်းကိုမိသားစုဝင်တွေဖြည်းဖြည်းချင်းလက်ခံလာအောင်လှုပ်ဆောင်ပါတယ်။သူမကရောက်ခမဖြစ်သူစီကနေနှွေဦးစိုက်ပျိုးရသည်ကကြံကျွေးနေတဲ့မျိုးစေ့ဟောင်းတွေကိုတောင်းယူပြီးအမေကျမဓာတွေကိုစိုက်ပျိုးကြည့်ပါရစေစိုက်ပျိုးနဲ့လှုပ်ဝက်ချက်ကျမမှာရှိပါတယ်ထားလို့ပြောပါတယ်။ရောက်ခမကလည်းမပေါက်ရင်လည်းကိစ္စမရှိဘူးကိုပင်မအောင်မလုပ်နဲ့ဆိုပြီးစုဟဲပေါ်စတင်ကျင်လာပါတယ်။စုဟဲရဲ့လက်ရကြောင့်ဒီနေ့ရှောင်းမိသားစုရဲ့စပွဲဟာထူးထူးခြားခြားဆိုပြေလာပါတယ်။အစားကြီးလုံးလို့အမြဲငတ်မှုနေရတဲ့စစ်ဘိုးရှောင်းကျိန်းဟာဒီနေ့မှာတော့စုဟဲချက်ပြုတ်ထားတဲ့အရသာရှိလာတဲ့တောဟင်းတွေကိုဂျုံမုတ်တွေနဲ့အတူဝါဝလင်းလင်းစားတောက်ခွင့်ရခဲ့ပါတယ်။မိသားစုဝင်တွေအားလုံးစုဟဲကိုချီကျူးမစုံဖြစ်နေကြပြီးအိမ်တော်ဦးစီးရှောင်းကျိန်းရဲ့ရင်ထဲမှာလည်းသူ့ဇနီးအပေါ်စိတ်အေးသွားရပါတော့တယ်။တငယ်ချင်းတို့ရေဒုတိယအပိုင်းမှာဘာတွေဆက်ဖြစ်မလဲဆက်လက်စောင့်ကြည့်ပေးပါဦးနော်။